တရားနာပိတအားလုံးစိတ်ကိုရုပ်ကိုချမ်းသာကြပါစေလို့ဦးစင်းကဥစွာမေတ္တာပို့တာပါတယ်ဒီနေ့ကိုကြိုက်တဲ့ဣရိယာပုဂ္ဂိုလ်ရွေးပြီးတရားအားထုတ်ပါလို့အမိပေးထားတဲ့တရားတူတို့ကိုဟောကြားနာကြရအောင်ဦးစင်းတို့တပ္ပါယဆိုတာရှိပါတယ်တပ္ပါယဆိုတာမြတ်တာခြင်းအစဉ်ပြေခြင်းလို့အဓိပ္ပာယ်ရပါတယ်တပ္ပါယတွေထဲမှာဣရိယာပဋ္ဌတပ္ပါယဆိုတာလည်းရှိပါတယ်ဣရိယာပဋ္ဌတပ္ပါယဆိုတာကဣရိယာပုတ်မြတ်တာခြင်းဣရိယာပုတ်အစဉ်ပြေခြင်းလို့အဓိပ္ပာယ်ရပါတယ်အဲ့တော့ဦးဇင်းတို့တရားအားထုတ်တဲ့နေရာမှာတပ္ပါယသင်ဖို့သိပြီးတော့မှအရေးကြီးတယ်ဘလောက်ပဲတရားတွေအားထုတ်တပ္ပါယမသိလို့ရှင်တရားရဖို့ခက်ခဲပါတယ်အဲ့တော့တရားအားထုတ်တဲ့နေရာမှာဣရိယာပုတ်တပ္ပါယသင်ဖို့သိပြီးတော့မှအရေးကြီးပါတယ်အဲ့တော့ဣရိယာပုတ်ကလည်းအားလုံးသိပါတယ်၄ခုရှိတယ်လျောင်းထိုင်ရက်သွားเนาะလျောင်းထိုင်ရက်သွားအဲ့တော့တယောက်နဲ့တယောက်တပ္ပါယသင်ဖို့ချင်းမတူဘူးတချို့ကြတော့လျောင်းအိမ်မှတ်မှတပ္ပါယသင်တယ်အိမ်မှတ်မှတမာတိပို့ပြီးတော့မှဖြစ်တယ်တရားတွေအတွေ့ဉာဏ်နဲ့เนาะလျောင်းနောက်ထိုင်တချို့ယောဂီကြတော့ထိုင်မှတ်မှတပ္ပါယသင်တယ်ထိုင်မှတ်မှတရားတွေတွေ့တယ်ထိုင်မှတ်မှတမာတိပို့ပြီးတော့မှဖြစ်တယ်เนาะလျောင်းထိုင်ရက်တချို့ယောဂီကြတော့ရက်မှတ်မှတပ္ပါယသင်တယ်ရက်မှတ်မှအစဉ်ပြေတယ်ရက်မှတ်မှတမာတိတွေလည်းပိုးဖြစ်တယ်တရားတွေလည်းပိုးတွေ့တယ်เนาะတချို့ယောဂီကြတော့လျောင်းထိုင်ရက်သွားမှမှဇင်းညံသွားမှမှအစဉ်ပြေတယ်ဇင်းညံသွားမှမှတပ္ပါယပိုးတင်တယ်တရားတွေလည်းမြန်တွေ့တယ်တမာတိတွေလည်းပိုးပြီးတော့မှဖြစ်တယ်အဲ့တော့တယောက်နဲ့တယောက်တပ္ပါယတင့်ပုံချင်းမတူဘူးเนาะတချို့ကလျောင်းမှတချို့ကြတော့ထိုင်မှတချို့ကြတော့ရက်မှတချို့ကြတော့သွားမှအစဉ်ပြေတယ်တယောက်နဲ့တပ္ပါယတင့်ပုံချင်းမတူအဲ့တော့ကိုကဘယ်ဣရိယာပုနဲ့တပ္ပါယတင့်တယ်ဆိုတာသိပါမလားမသိနိုင်ဘူးမသိနိုင်တဲ့အခါကျတော့ဒီဝိသုဒ္ဓိမတ်မှာတော့ကိုကဘယ်ဣရိယာပုနဲ့တပ္ပါယတင့်တယ်ဆိုတာကိုရွေးချယ်ပုံလေးကိုပြထားတယ်เนาะအဲ့တော့ဣရိယာပု၄ခုရှိတယ်၄ခုတည်းကလျှောင်းပြီးတော့မှအိပ်ပြီးတော့မှ၃ရက်မှတ်ကြည့်ပါတဲ့เนาะလျှောင်းနောက်ကထိုင်းပြီးတော့မှ၃ရက်မှတ်ကြည့်ပါတဲ့နောက်တစ်ခါလျှောင်းထိုင်းရက်ပြီးတော့မှ3ရက်မှတ်ကြည့်ပါတဲ့သွားဈဉ္ဉံသွားပြီးတော့မှ3ရက်မှတ်ကြည့်ပါတဲ့4 3 4စနစ်ဣရိယာပုတ်တစ်ခုကို3ရက်စီမှတ်ကြည့်လိုက်ပါမှတ်ကြည့်ပြီးတော့မှကိုကဘယ်ဣရိယာပုတ်နဲ့ပို့ပြီးတော့မှတပ္ပါယသင်တယ်တပ္ပါယသင်တဲ့နီးနဲ့တရားအားထုတ်ပါတဲ့လျှောင်းမှတပ္ပါယသင်တယ်ဆိုရင်လျှောင်းပြီးတော့မှမှတ်ပါတဲ့အဲ့တော့ကိုက3ရက်စီအာမထုတ်စမ်းမကြည့်ခြင်းလည်းပဲเนาะဟိုဣရိယာပုတ်တစ်ခုကိုတရက်စီစမ်းလိုက်ပေါ့ဥမာလျှောင်းပြီးတော့မှတရက်မှတ်မယ်အိပ်ပြီးတော့မှတရက်မှတ်မယ်ထိုင်ပြီးတော့မှတရက်မှတ်မယ်နောက်ကရက်ပြီးတော့မှတရက်မှတ်မယ်သွားဈဉ္ဉံသွားပြီးတော့မှတရက်မှတ်ကြည့်မယ်၄ရက်မှတ်ကြည့်လိုက်မှတ်ကြည့်ပြီးတော့မှကိုကဘယ်ဣရိယာပုတ်နဲ့အစဉ်ပြေလဲအစဉ်ပြေဆုံးဣရိယာပုတ်နဲ့သူ့ပြင်ကိုယ့်အတွက်အသက်သာဆုံးဣရိယာပုတ်ကိုရွေးချယ်ပြီးတော့မှမှတ်လိုက်ပါတဲ့ထိုင်မှတ်မှာတော့မှပုံစံမျိုးစုံရှိပါတယ်เนาะအဲ့တော့ထိုင်မှတ်တဲ့ဆိုလို့ရှိရင်လည်းတင်မလင်ကိုထိုင်တာရှိမယ်ကျုံထိုင်တာရှိမယ်ဂျပန်ထိုင်ကြီးဖြစ်တဲ့ခြေထောက်နှစ်ချောင်းကိုအထဲကိုသွင်းပြီးတော့မှထိုင်တာလည်းရှိမယ်เนาะဒါမှမဟုတ်ရင်လည်းယောဂီတို့တချို့ယောဂီတွေကြတော့လည်းပဲเนาะထုံတတ်ကျင်တတ်တဲ့ယောဂီတွေကြတော့မှုရလေးကိုထိုင်ပုံလေးကိုနှစ်ထပ်လုပ်လိုက်တယ်လုပ်ပြီးတော့မှတင်မားလေးကမှုရပေါ်မှာထားတယ်ခြေထောက်လေးနှစ်ခုကိုအောက်မှာကျမ်းပြင်မှာချထားလိုက်တယ်အဲ့ဒီလိုနီးနေလည်းပဲပုံစံလည်းရှိတယ်အဲ့တော့လူရင်းကတော့ဣရိယာပုတ်၄ပါးကို၄ပါးလုံးထိုင်ကြည့်ဘယ်နည်းကိုအတွက်ပို့ပြီးတော့မှတက်တာရှိတယ်တက်တာတဲ့ဣရိယာပုတ်ကိုရွေးချယ်ပြီးတော့မှတရားအားထုတ်ပါတဲ့เนาะအဲ့တော့မြတ်စွာဘုရားလက်ထက်ကတော့တရားရတယ်ဆိုတာတော့ဣရိယာပုတ်မျိုးစုံနဲ့ရသွားတာပါပဲတချို့လည်းပဲလျှောင်းမှအိပ်မှပြီးတော့မှတရားရသွားတယ်တချို့ကြတော့လည်းထိုင်ပြီးတော့မှမှတ်ပြီးတော့မှတရားရသွားတယ်ချို့ကြတော့လည်းပဲရပ်မှတ်ပြီးတော့တရားရသွားတယ်ချို့ကြတော့လည်းဈဉ္ဉံသွားပြီးတော့မှတရားမှန်ရင်လည်းရသွားတယ်เนาะတရားမှန်ရင်ရသွားတယ်ဟောတရားနာပိတ္တတွေအားလုံးကြားဥပါတယ်เนาะပတာစာရီအမျိုးသမီးလေးဆိုလို့ရှိရင်เนาะဟိုခြေစင်းနဲ့ဒီခြေစင်းပြီးတော့မှရေစီးချောင်းတွေကြည့်ပြီးတော့မှရေစီးချောင်းလမ်းချောင်းလေးတွေကိုကြည့်ပြီးတော့မှရက်လျက်ပဲတရားမှန်ရင်တရားရသွားတယ်เนาะသူကြတော့ရသွားတာဟောအားလုံးကြားဥတဲ့เนาะဒီထေရိကာဆိုတဲ့အမျိုးသမီးဟင်းရွက်ကြော်ရင်တရားရသွားတယ်သူကြလည်းမတ်တက်ရက်ပြီးတော့မှတရားရသွားတာเนาะအဲ့တော့ဟိုအရှင်အာနန္ဒာကြတော့ခါကြတော့ဒီသူကအိတ်ဖို့အတွက်လှဲလိုက်တဲ့အချိန်မှာဟိုခြေထောက်ကလည်းလွတ်ကိုယ်ခန္ဓာကိုယ်ကလည်းဂရင်ပေါ်မရောက်သေးခေါင်းကလည်းခေါင်းကိုမရောက်သေးအဲ့ဒီအချိန်မှာဟိုတရားရသွားတာအမှတ်နဲ့အားထုတ်လိုက်တဲ့တရားရသွားတာ
အဲ့တော့ရှင်အာနန္ဒာကျတော့သာသနာမှာဣရိယာပုတ်၄ပါးလွတ်ပြီးတော့မှတရားရသွားတဲ့အရှင်မြတ်ဆိုတော့မှတ်တမ်းထင်ထားတယ်နော်အဲ့တော့ဆိုလိုတာကတော့တယောက်နဲ့တယောက်တရားအားထုတ်တဲ့နေရာမှာတပ္ပါယတင့်ပုံချင်းမတူဘူးအဲ့တော့ကိုယ်နဲ့တပ္ပါယတင့်တဲ့ဣရိယာပုတ်ကိုရွေးချယ်ပြီးတော့မှအားထုတ်ပါတယ်နော်တရားအားထုတ်တယ်ဆိုတာလည်းပဲနော်အဲ့တော့ဒီကိုယ်နဲ့တပ္ပါယတင့်ပုံကိုပထမစမ်းသပ်ကြည့်ရတယ်စမ်းကြပြီးတော့မှကိုယ်နဲ့အစဉ်ပြေဆုံးဣရိယာပုတ်ကိုရွေးချယ်ပါဒါပေမဲ့တခုတော့ရှိတယ်ဦးဇင်းတို့မာစီဆရာတော်ဘုရားကြီးတို့တတ္တမရဏီဆရာတော်ဘုရားကြီးတို့ဦးဇင်းတို့ဆရာသမားတွေကတော့အာထုဆယောဂီကိုဒီအိပ်ပြီးတော့မှမှတ်တာကိုအားမပေးဘူးဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့အာထုဆယောဂီကအိပ်ပြီးတော့မှမှတ်လိုက်လို့ရှိရင်ဘာဖြစ်သွားနိုင်လဲအိပ်ရောသွားနိုင်တယ်အိပ်ပြီးတော့မှမှတ်တာကိုတော့ဆရာတော်ဘုရားကြီးတွေကဘလို့ယောဂီမျိုးတွေကိုအားပေးတယ်ခွင့်ပြုတယ်ဆိုတဲ့အခါကျတော့အသက်ကြီးတဲ့ယောဂီတွေမချမ်းမာဖြစ်နေတဲ့ယောဂီတွေမတိုင်နိုင်တဲ့ယောဂီတွေကိုပဲခွင့်ပြုပါတယ်နောက်တစ်ခုကညအိတ်တဲ့အခါမှာအိတ်ပြီးမှတ်တာမျိုးပဲခွင့်ပြုပါတယ်เนาะအာထုဇယောဂီကိုတော့အိတ်မှတ်တာကိုခွင့်မပြုသေးဘူးเนาะအဲ့တော့ဒါကြောင့်ကိုကဒါလေးကိုအောင်ပြုပြီးတော့မှကိုကသတိထားရမယ်เนาะအဲ့တော့တခုတော့ရှိပါတယ်ဒါပေမဲ့လူတွေအားလုံးကသိပြီဆိုလို့ရှိရင်ဒီအိတ်ရက်နဲ့သိကြတာများပဲလေဒါကြောင့်အိတ်ပြီးမှတ်တာလေးကိုလည်းပဲလေ့ကျင့်ထားရမယ်เนาะဆိုလိုတာကတော့ဣရိယာပုတ်၄ခုလုံးမှတ်ထားရမယ်အဲ့ဒီ၄ခုတွေကမှကိုယ်နဲ့အစဉ်ပြေဆုံးဣရိယာပုတ်ကိုရွေးချယ်ရမယ်လေနော်ဒီတရားအားထုတ်တဲ့သဘောကကိုယ်စင်းရဲစိတ်စင်းရဲဖြစ်နေလို့ရှိရင်တရားမရနိုင်ဘူးကိုချမ်းသာစိတ်ချမ်းသာဖို့တိတ်ပြီးတော့မှအရေးကြီးတယ်ဒါကြောင့်ဣရိယာပုတ်တစ်ခုဟာကိုယ်စင်းရဲစိတ်စင်းရဲဖြစ်နေပြီဆိုလို့ရှိရင်ကိုချမ်းသာစိတ်ချမ်းသာတဲ့ဣရိယာပုတ်ကိုပြောင်းပလိုက်ရတယ်ဥပမာထားပါတော့ထိုင်မှတ်တစ်ခုဟာကိုယ်စင်းရဲစိတ်စင်းရဲဖြစ်နေပြီဆိုလို့ရှိရင်ကိုကရက်မှတ်တဲ့ဣရိယာပုတ်ကိုကစိတ်ချမ်းသာတယ်ကိုချမ်းသာတယ်ဆိုလို့ရှိရင်ရက်တဲ့ဣရိယာပုတ်ကိုပြောင်းပလိုက်လိုက်တကယ်လို့ရက်မှတ်တဲ့ဣရိယာပုတ်ကကိုစင်းရဲစိတ်စင်းရဲဖြစ်နေတယ်ဆိုလို့ရှိရင်ဈဉ္ဉံသွားပြီးတော့မှမှတ်တဲ့ဣရိယာပုတ်ကစိတ်ချမ်းသာတယ်ကိုလည်းချမ်းသာတယ်ဆိုရင်ခြင်းဈဉ္ဉံသွားပြီးတော့မှမှတ်တဲ့ဟာကိုပြောင်းပြရတယ်လူရင်းကတော့ဣရိယာပုတ်တစ်ခုဒီကိုစင်းရဲစိတ်စင်းရဲဖြစ်နေလို့ရှိရင်ကိုချမ်းသာစိတ်ချမ်းသာဖြစ်တဲ့ဣရိယာပုတ်ကိုပြောင်းပလိုက်ပြောင်းပြီးတော့မှမှတ်လိုက်ရတယ်အဲ့ဒီလိုပြောင်းမှတ်တာလေးကိုဦးဇင်းရှင်သာရိကလင်္ကာလေးစီထားတယ်နော်ဦးဇင်းရှင်သာရိကလင်္ကာလေးစီထားတာပို့ပြီးတော့မှမှတ်လို့ကောင်းပါတယ်အဲ့တော့ဦးဇင်းတို့ယောဂီတွေစိုးကြည့်လိုက်ပါဦးနော်ဆင်းရဲမခံချမ်းသာရန်ကိုဟန်ပြောင်းရမည်ဆင်းရဲမခံချမ်းသာရန်ကိုဟန်ပြောင်းရမည်နှစ်ခေါက်လောက်ဆိုကြည့်လိုက်ပါဦးဆင်းရဲမခံချမ်းသာရန်ကိုဟန်ပြောင်းရမည်ဆင်းရဲမခံချမ်းသာရန်ကိုဟန်ပြောင်းရမည်လူချင်းရတော့ဣရိယာပုတ်၄ပါးရှိပါတယ်၄ပါးလုံးအားထုတ်ကြည့်ပါအားထုတ်ပြီးတော့မှကိုယ်နဲ့အသက်သာဆုံးစိတ်ချမ်းသာကိုချမ်းသာဖြစ်တဲ့ဣရိယာပုတ်ကိုရွေးချယ်ပြီးတော့မှအားထုတ်ပါကိုအားထုတ်နေတဲ့ဣရိယာပုတ်ဒီစိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေလို့ရှိရင်စိတ်ချမ်းသာကိုချမ်းသာတဲ့ဣရိယာပုတ်ကိုပြောင်းပြီးတော့မှအားထုတ်ပါဒါမှတရားတွေအတွေ့ဉာဏ်ပါလေเนาะအဲ့တော့ဒီလောက်ဆိုလို့ရှိရင်เนาะအသင်ပြည့်စုံတော့ပါပြီအဲ့တော့ဦးဇင်းဒီနေ့တရားဟောပြောတော့ကုသိုလ်ကောင်းမှုဖို့ပါကသည်နိဗ္ဗာန်ကြီးအထောက်ပံ့ဖြစ်ပါစေလို့ဆုတောင်းရင်ဦးဇင်းရဲ့တရားဟောပြောမှုကိုဒီမှာပဲပြီးကုန်ချုပ်ပါတယ်သာဓုသာဓု